ဘဝမှာလေစိတ်ဖိစီးမှုဆိုတာကတော့ရှောင်လွဲလို့မရတဲ့အရာတစ်ခုပဲနော်အတေးအဖွဲလေးတွေနဲ့စပြီးအကြီးအကျယ်အချက်တေးတွေအထိပေါ့အဲ့တော့ဒီနေ့မှလေအဲ့ဒီစိတ်ဖိစီးမှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်ကိုပိုင် toolkit ကိရိယာအစုံလေးတစ်ခုကိုဘယ်လိုတိဆောက်ကြမလဲဆိုတာအတူတူကြည့်ကြရအောင် ဒါကတကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပဲဆိုလိုတာကလေစိတ်ဖိစီးမှုကိုလုံးဝပြတ်သွားအောင်လုပ်ဖို့မဟုတ်ဘူးအဓိကကိုကအချင်းကြီးတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာအဲ့ဒီတုံ့ပြန်မှုကိုထိန်းချုပ်နိုင်ဖို့ပဲဒီလိုလေစိတ်ဖိစီးမှုကိုရန်တုကြည့်လို့သဘောမထားပဲကိုယ့်ရဲ့တုံ့ပြန်မှုကိုပဲအာယုံစိုက်လိုက်တာနဲ့အရာရာကပြောင်းလဲထွန်းနိုင်တဲ့ဆိုတဲ့သဘောပါပဲ ကဲဒီတော့ကျွန်တော်အဓိကလို့ရမှာကကိုယ့်အတွက်တည်ထစိတ်ဖိစီးမှုဖြည့်ရှင်းရေး toolkit တစ်ခုတိဆောက်ဖို့ပါပဲဘာလို့လဲဆိုတော့လေလူတစ်ယောက်အတွက်အဆင်ပြေတဲ့နည်းကနောက်တစ်ယောက်အတွက်အလုံးမဖြစ်နိုင်ဘူးလေအဲ့ဒါကြောင့်ကိုယ်နဲ့အကိုက်ညီဆုံးအထီးရောက်ဆုံးဖြစ်မဲ့နီးလန်းတွေကိုစုစည်းပြီးကိုယ်ပိုင် toolkit တစ်ခုဖန်တီးကြမယ် ဟုတ်ပြီပထမဆုံးအနေနဲ့ချက်ချင်းတက်တာစေမဲ့ကိရိယာတွေကိုအရင်ကြည့်ကြမယ်ဒါတွေကတော့လေစိတ်ဖိစီးမှုတွေများပြီးခေါင်းတွေပူလာတဲ့အချိန်မှာချက်ချင်းထုတ်တုံးလို့ရတဲ့ in the moment နီးလာနေပေါ့ ဒီအထက်ရှူလေးကျင်ကန်းကအရန်ရိုးရှင်းပေးမဲ့တကယ်ထိရောက်တယ်ဘယ်နေရာမှာမဆိုလွတ်လို့ရတယ်နော်ကဲမျိုးလုံးလေးခဏမိတ်လိုက်ပါပြီးရင်နှာခေါင်းကနေလေးကိုဖြည်းဖြည်းလေးရှူတွန်းတဲ့နေတောင်းအဲ့လိုရေးတွက်ရင်ပေါ့ပိုက်တဲကိုလေးတွေဝင်လာတာကိုအာယုံစိုက်ကြည့်တာဟုတ်ပြီတစ်စက္ကန့်လောက်အောင်ထားပြီးရင်နှာခေါင်းကနေပဲဖြည်းဖြည်းလေးပြန်ထုတ်လိုက်မယ်တဲ့နေတောင်းဆိုပြီးရေးတွက်ရင်လည်းပေါ့ဒါလေးကိုမိနစ်အနည်းငယ်လောက်လှုပ်ကြည့်လိုက်တာနဲ့စိတ်တွေတိတိတတ်တာတည်ငြိမ်သွားတာကိုခံစားရမှာပါ နောက်ထပ်ချစ်ချင်းအနည်းစဉ်ရှိတဲ့နီလန်တွေလည်းရှိတယ်ဥပမာတော့ချစ်ခင်ရတဲ့သူတစ်ယောက်ကိုပွေဖက်လိုက်တာမျိုးပေါ့အဲ့လိုလုပ်လိုက်ရင် cuddle hormone လို့ခေါ်တဲ့ oxytocin ထွက်လာပြီးစိတ်ဖိစီးမှုတွေရော့ကျသွားစေတယ်နောက်ပြီးခဏလောက်ပြင်ထွက်ပြီးလန့်လျှော်လိုက်တာကလည်းပတ်ဝန်းကျင်အတစ်ကြောင့်စိတ်ကိုပြောင်းလဲစေနိုင်တယ် progressive muscle relaxation လို့ခေါ်တဲ့ကြွက်သားတွေကိုတင်းလိုက်ရှော့လိုက်လုပ်တဲ့လေ့ကျင့်ခန်းတို့ရနံ့ကိုထုံးလိုမျိုးအချို့ရနံ့တွေကလည်းစိတ်ဖိစီးမှုဟော်မုန်းတွေကိုကျဆင်းစေနိုင်ပါတယ် အဲ့တော့ဒီနီလန်းရဲ့အဓိကအာသာချက်ကဘာလဲဆိုတာလေဘယ်နေရာမှာမဆိုလုပ်လို့ရတယ်ချက်ချင်းအကျိုးသက်ရောက်မှုရှိတယ်တကယ်ကိုအရေးပေါ်အခြေအနေတွေမှာထောက်တုံးဖို့အကောင်းဆုံး first aid kit လို့ပါပဲ ရုပ်ပိုင်းဆိုင်ရာနေလိုက်တွေပြန်စိတ်ကိုအခြေခံနဲ့ဖြည့်ရှင်းနေတယ်လေရှိပြီးတယ်ဥပမာ guided imagery ပေါ့ကိုရန်တဘောကြတဲ့ happy place တခုပင်လေကန်းချီဖြစ်ဖြစ်တောင်တန်းတွေကြကအင်္ဂလိပ်ဖြစ်ဖြစ်အဲ့ဒီနေရာကိုစိတ်ကူးထဲမှာခဏလောက်ခီးထားကြည့်လိုက်တာမျိုးပါနောက်ပြီးတော့တရားထိုင်တာတို့ mindfulness လေ့ကျင့်တာတို့ကလည်းအခုလက်ရှိပြစ္ဆုတ်ပံကိုပဲအာယုံစိုက်စေတဲ့တော့စိတ်ပူပန်မှုတွေကိုရထမ်းပေးနိုင်တယ်အနုပညာဖန်တီးတာတဲ့ပုံဆွဲတာအယောင်ချေတာတွေကလည်းတရားထိုင်သလိုအနည်းတင်မျိုးပေးနိုင်ပါတယ် ကဲချက်ချင်းသက်သာစေမဲ့နီလန်းတွေကိုတီးသွားပြီဆိုတော့အခုရေရှည်မှာစိတ်ဖိစီးမှုကိုကြံ့ကြံ့ခံနိုင်အောင်လုပ်ပေးမဲ့အလေးချင်းတွေဘက်ကိုဆက်သွားကြည့်ကြအောင်ဒါတွေကတော့ကိုယ့်အတွက်ခိုင်မာတဲ့အခြေခံအုံမြစ်ကိုတိဆောက်ပေးမှာပါ ရေရှည်မှာစိတ်ဖိစီးမှုကိုကောင်းကောင်းခံနိုင်မှုဆိုရင်ကိုရောစိတ်ပါကြားမာနေဖို့လိုအပ်မှာပုံမှန်လက်ကျင့်ခံလို့တာကစိတ်ဖိစီးမှုအတွက်အတီးကတော့ချက်ပဲဘာလို့လဲဆိုတော့သူကစိတ်ဖိစီးမှုဟော်မုန်းတွေကို short ချပေးရုံတင်မကဘူးစိတ်ကိုပျော်ရွှင်စေတဲ့ endorphins တွေကိုပါထုတ်ပေးလို့ပါယောဂကလည်းအရန်ကောင်းတယ်ကိုလည်းလှုပ်ရှားမှုရောတရားထိုင်တာရောအသက်ရှူလေ့ကျင့်ခန်းရောအားလုံးပေါင်းစပ်ထားတာကိုပြီးတော့မျှတတဲ့အစားအသောက်ပေါ့ကြက်ဦးထောပတ်တီတစ်ကြားသေးလို့အစားအစာတွေကစိတ်ခံစားချက်ကိုထိန်းညှိပေးနိုင်ပါတယ် အစားအသောက်နဲ့စိတ်ဖိစီးမှုကတော်တော်လေးကိုတက်ရိုက်ပတ်တယ်နေတာနော်အထူးသဖြင့်ကျန်းမာရေးနဲ့မညီတဲ့အစားအစာတွေပေါ့တကြားများတဲ့တန်ဆင်ထားတဲ့ carbohydrate တွေကိမုန်တို့အာလူချော်တို့လိုမျိုးအဲ့ဒါတွေကသွေးတွင်းတကြားရက်ကိုရွတ်တရက်ဆိုလို့ထိုးတက်သွားစေပြီးခဏနေပြန်ထိုးကျသွားစေတယ်အဲ့တော့ခန္ဓာကိုယ်နဲ့စိတ်က roller coaster စီးနေရလို့ပဲမတီးမငြိမ်ဖြစ်ပြီးစိတ်ဖိစီးမှုနဲ့ဆွေးရင်စိတ်တွေကိုပို့ပြီးဆိုးရွားစေနိုင်ပါတယ်ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်သလိုပဲစိတ်ကိုလည်းကြန့်ခိုင်အောင်လုပ်ဖို့အလေးအကျင့်တွေလိုပါတယ်ပထမတစ်ခုက positive self talk ပေါ့ကိုအကောင်းမြင်စိတ်နဲ့အားပေးစကားပြောတာမျိုးပါနောက်တစ်ခုကကျေးဇူးတည်တတ်ခြင်း gratitude ပေါ့ပြီးတော့ကိုတကယ်နှစ်သက်တဲ့ဝါသနာတွေအပန်းဖြေမှုတွေအတွက်အချိန်ပေးတာကလည်းစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုတိဆောက်ရမှာအရန်အရေးကြီးတဲ့အလေးချင်းတွေပါပဲအထူးသဖြင့်ကျေးဇူးတည်တတ်ခြင်းဆိုတာကလေကိုယ်မှာရှိနေတဲ့အရာတွေအတွက်ကျေနပ်ယုံတတ်မဟုတ်ဘူးစိတ်ဖိစီးမှုကိုရင်ဆိုင်ဖို့ကိုယ်မှာဘလောက်တောင်အရင်မြစ်တွေအားသာချက်တွေရှိနေလဲဆိုတာကိုပါပြန်တည်ရစေတယ်အဲ့ဒီအသည့်ကတကယ်ကိုခွန်အားဖြစ်စေပါတယ် empowering ဖြစ်စေတယ်ပေါ့ ကဲအခုထိပြောခဲ့တာတွေကစိတ်ဖိစီးမှုရဲ့ရိုက်ခတ်မှုတွေကိုစီမံခန့်ခွဲတဲ့နည်းတွေပေါ့ဒါပေမဲ့တစ်ခါလေမှာစီမံခန့်ခွဲနည်းယုံနဲ့မလုံလောက်တော့ဘူးစိတ်ဖိစီးမှုဖြစ်စေတဲ့အရင်အငစ် root cause အဲ့လာကိုတိုက်ရိုက်ဂိုက်တော့ဖို့လိုလာပါတယ်
ဒီနေရာမှာရင်ဆိုင်ဖြစ်ရှင်းနေနှမျိုးကိုခွဲကြည့်လို့ရတယ်ပထမတစ်ခုက emotion focused coping ဒါကစိတ်ဖိစီးမှုအပေါ်ကိုယ့်ရဲ့ခံစားချက်ကိုပြောင်းလဲတာနောက်တစ်ခုက problem focused coping ဒါကတော့စိတ်ဖိစီးမှုဖြစ်စေတဲ့ပြဿနာအဲ့ဒီ stressor ကိုကိုယ့်ဘဝတွေကဖျက်ရှားပစ်တာပါတစ်ခုကခံစားချက်ကိုစီမံတာနောက်တစ်ခုကအရင်ခံအကြောင်းရင်းကိုရှင်းလင်းတာ problem focused coping ကိုနည်းနည်းထပ်ရှင်းပြရင်ဒါကကိုယ့်ကိုစိတ်ဖိစီးစေတဲ့အရင်အမြစ်ကိုဖယ်ရဖို့ဒါမှမဟုတ် short ချဖို့တက်တက်ကြွကြွခြေလန်းနေလန်းတာကိုဆိုလိုတာပါခံစားချက်ကိုထိုင်ဖြည့်ရှင်းနေတဲ့ထက်ပြဿနာကိုတိုက်ရိုက်ဝင်ရှင်းလိုက်ကပေါ့ လက်တွေ့မှာဘယ်လိုလုပ်မလဲဥပမာကိုယ့်ရဲ့တူ lift တွေအလုပ်တွေကိုပြန်ကြည့်ပြီးတကယ်မလို့အတားတွေဖျောက်ချပစ်တာမျိုးပေါ့အချိန်စီမံခန့်ခွဲမှု skill တွေကိုပိုကောင်းအောင်လုပ်တာမျိုးဒါတွေကပြဿနာကိုဖြေရှင်းတာပဲနောက်ပြီးကိုစိတ်ဖိစီးစေတဲ့အရာတွေဥပမာသတရင်တွေအဆက်မပြတ်ကြည့်နေတာတို့ coffee တက်တွေအများကြီးတောက်တာတို့အဲ့ဒါတွေကိုဖြတ်တောက်လိုက်တာကလည်းအရင်မြင့်ကိုဖြေရှင်းတာပဲအရေးကြီးဆုံးကတော့လိုအပ်ရင်ပတ်ဝန်းကျင်ကလူမှုရေးအကူအညီတွေရယူဖို့ပါပဲကဲအခုဆိုရင်နီလန်ရဲ့ဆောင်းလင်းကိုတီးသွားပြီဆိုတော့အဲ့ဒါဒီအားလုံးကိုပေါင်းစပ်ပြီးကိုပိုင် toolkit ကိုဘယ်လိုတိဆောက်မလဲဆိုတာကိုခြုံငုံကြည့်လိုက်ကြရအောင် ဒီမှာအားလုံးကိုခြုံကုန်ပြီးရှင်းရှင်းလင်းလင်းမြင်အောင်ပြထားပါတယ်ကနက်3ခုပေါ့ယခုအတွက်ဆိုတာကချက်ချင်းတက်တာစီမဲ့အသက်ရှူလေးချင်းခံလိုမျိုးတွေအနာဂတ်အတွက်ဆိုတာကရေရှည်ကြံ့ခိုင်မှုအတွက်လေးချင်းခံလို့တာကျေစုတီးတက်တာလိုမျိုးတွေပြဿနာအတွက်ဆိုတာကတော့အရန်မြေကိုတိုက်ရိုက်ဖေရှားတဲ့နီလန်းတွေပေါ့ဒီ3မျိုးစလုံးကနေကိုနဲ့ဆင်ပြီးမဲ့နီလန်းတွေကိုရွေးချယ်ပြီးကိုပိုင် toolkit တစ်ခုကိုစနစ်တကျတိစောက်ထားနိုင်ပါတယ် အဲ့တော့ဒီတင်ဆက်မှုအဆုံးမှာမေခုံးလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူလေ့လာခဲ့တဲ့ကိရိယာတွေထဲကနေကိုယ့်ရဲ့ toolkit ထဲကိုပထမဆုံးအနေနဲ့ဘယ်ကိရိယာကိုအရင်ဆုံးထည့်ကြည့်ချင်ပါတယ်လဲအသက်ရှူလေ့ချင်ကလားဒါမှမဟုတ်ခြေဆုတိတမှုကိုလေ့ချင်ပါလားဒါမှမဟုတ်ကိုယ့်ရဲ့ to-do list ကိုပြန်သုံးသပ်ပါလားဒီအကြောင်းလေးကိုခဏလောက်စဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီမှာပဲညီကုန်းချိုလေးပါစေ